ကျမနာမည်ကတော့မပီးပါညီစီတန်ဂျန်ဒါတန်းလူညီမရေးစာစဉ်ရဲ့တည်ထောင်သူပဲဖြစ်ပါတယ်ကျမကတော့မြို့သမီးရေးတက်ကြွလှုပ်ရှားသူတူဖြစ်ပါတယ်စကလေးကအရင်ကတည်းကမတရားတာတွေ့ရင်မနေနိုင်ဘူးပြီးတော့ဒီမျိုးသမီးတွေဖိနှိပ်ခံရတာတို့ခွဲခြားဆက်ဆက်ခံရတာတို့မျိုးသမီးတွေပေါ့ကြမ်းဖက်တာကိုတွေ့ရင်မနေနိုင်ဘူးလေသူတို့နဲ့အတူရက်တည်တယ်အတန်ထွက်ပေးတယ်ဒါမျိုးတွေကလုံနေကြဖြစ်တဲ့အခါကျတော့အခုလက်ရှိအခြေအနေမှာလည်းဒီအခြေအနေတွေကပိုပြီးဆိုးရွားသွားတယ်မျိုးသမီးတွေကနေ့စဉ်ဘဝထဲမှာပိုပြီးအကြမ်းဖက်ခံရတယ်ပြီးတော့စီးပွားရေးလူမှုရေးဆိုင်ရာပြဿနာတွေပိုပြီးတော့ကြုံတွေ့လာရတယ်ဆိုတော့ဒီခြေနေတွေကိုမြင်ရတဲ့အခါမှာတစ်ဖက်တစ်လမ်းကနေအမြဲတမ်းကူညီပေးခြင်းနဲ့ပေးလို့ရမှာမရှိနေတဲ့အမျိုးသမီးတွေအတွက်ဒါမှမဟုတ်လဲဖိနှိပ်ခံရတာကိုရုံထွက်ဖို့အခက်အခဲရှိနေတဲ့အတန်ထွက်ဖို့အခက်အခဲရှိနေတဲ့အမျိုးသမီးတွေအတွက်အတန်ထွက်ပေးခြင်းနဲ့ပေါ့နော်ဘာကြောင့်မြေစီးတံကိုဒီထောင်ဖြစ်ခဲ့တာလဲဆိုတော့ပထမတစ်ချက်ကတော့ကျမတို့ဒီတော်လန်ရေးထဲမှာမျိုးသမီးတွေကအုံလိုက်ကျင်းလိုက်နဲ့ပါဝင်လာခဲ့ကြတယ်ခုလက်ရှိမှာလည်းပါဝင်နေသေးပဲအမျိုးသမီးတွေရဲ့ပါဝင်မှုတွေအတန်တွေကိုကျမတို့ကများများထုတ်ဖော်စေချင်တယ်ပြီးတော့သမိုင်းမှတ်တမ်းထဲမှာပြန်ကြည့်ရင်တိတိပပရေးသားဖော်ပြထားပြီးတော့ကြံရစ်နေစေချင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့အခုကြည့်မယ်ဆိုရင်ဒီတော်လန်ရေးကာလအတွင်းတောက်လျှောက်မှာလည်းဒီဂျန်ဒါနဲ့ပတ်သက်တဲ့ပြဿနာတွေကတောက်လျှောက်မှာဖြစ်ပေါ်နေတယ်မတရားမှုကိုတော်လန်နေပါတယ်ဆိုတဲ့လူအချင်းချင်းကနေလေဒီမျိုးသမီးတွေနဲ့အခြားဂျန်ဒါတွေအပေါ်မှာဖိနှိပ်မှုတွေကျူးလွန်နေတာကိုကျမတို့ကတွေ့ရတယ်ဒီဟာတွေအတွက်ကိုအတန်ထွက်ပေးခြင်းနဲ့ကျမတို့ကဒီမမြင်မျှတဲ့မတရားမှုကိုထုတ်ဖော်တဲ့အတန်တွေကိုဖော်ထုတ်ခြင်းတယ်ပေါ့နော်ဒါပေမဲ့ပထမဆုံးအခက်ခဲရကြတော့ဒီနိုင်ငံရေးအခြေအနေနဲ့အမြဲတမ်းသွားပြီးနှွေနေရပေါ့နော်ကာယကံရှင်ကထုတ်ဖော်ပြောဖို့အခက်ခဲရှိနေရရှိတယ်ချင်းချောက်ခံရတဲ့အခြေအနေတွေရှိတယ်ပြီးတော့ဒီသတင်းကိုထုတ်ဖော်ရင်ထုတ်ဖော်တဲ့လူတွေကိုချင်းချောက်မယ်ဆိုတော့ချင်းချောက်မယ်ဆိုတဲ့အတွေးတွေတချို့တွေကရှိနေတော့မယ်အဲ့ဒါမျိုးတွေကဒါအခက်ခဲပေါ့နော်ဒီမတရားမှုကိုထုတ်ဖော်တဲ့အခါမှာလူသားတိုင်းကသူ့လူလက်ခွင့်နဲ့သူထုတ်ဖော်ပြသနိုင်တဲ့သူတို့ရဲ့ဖြစ်တည်မှုအတိုင်းတည်ရှိနိုင်တဲ့လူမှုအတိုင်းအဝန်တစ်ခုကိုကျွန်မမျှော်လင့်တာဖြစ်ပါတယ်မြန်မာလူမျိုးတွေအတွက်ဆိုလို့ရှင်တော့ကျမအနေနဲ့ဒီတန်းတူညီမျှပြီးတော့ငြိမ်းချမ်းတဲ့နိုင်ငံသားတိုင်းနိုင်ငံသားအခွင့်အရေးအပြည့်အဝရတဲ့တရားမျှတမှုကြီးစိုးတဲ့နိုင်ငံတစ်ခုဖြစ်လာတာကိုမြင်ချင်တယ်ပေါ့နော်